မေမေတို့ပြောပြမယ်ဆယ်ကျော်သက်ကလေးရဲ့ဖုံးကိုလျှို့ဝှက်ကြည့်မိတာသူ့အခန်းထဲဝင်ရှာဖွေမိတာမျိုးမေမေတို့မှရှိဘူးကြမှာပါဆယ်ကျော်သက်ကလေးကိုလျှို့ဝှက်မကြည့်ပဲယုံကြည်မှုတည်ဆောက်ခြင်းနဲ့မေမေတို့အတွက်ဒီဗီဒီယိုလေးပါပထမဆုံးသိထားရမှာကဆယ်ကျော်သက်တွေအတွက်ကိုယ်ပိုင်လွတ်လပ်ခွင့် privacy ဟာအရန်အရေးကြီးပါတယ်သူတို့ဟာသူတို့ရဲ့ကိုယ်ပိုင်လက္ခဏာ identity ကိုရှာဖွေနေတဲ့အချိန်မှာလူဝဲကြည့်မိလို့တည်သွားရင်ယုံကြည်မှုလုံးဝပျက်စီးသွားနိုင်ပါတယ်နောက်ပြီးကလေးကပိုပြီးလူဝဲလာပါလိမ့်မယ်ဒီတော့လူဝဲမကြည့်ပဲယုံကြည်မှုတည်ဆောက်နည်း၃ခုကိုပြောပြပေးမယ်ပထမနည်းကပွန့်ပွန့်လင်းလင်းစကားပြောပါ open communication ကလေးကိုစစ်ဆေးသလိုမေးခွန်းနေမမေးပါနဲ့ဒီနေ့ကြောင်းဘလို့လဲဘာတွေဖြစ်ခဲ့လဲလို့ပွန့်ပွန့်လင်းလင်းမေးပါသူ့အဖြေကိုစိတ်ရှည်ရှင်းနဲ့နားထောင်ပါချစ်ချင်းအကြံမပေးပါနဲ့ဒုတိယနည်းကလေးစားတဲ့နယ်နိမိတ်သတ်မှတ်ပါ respectful boundaries ဖုံးသုံးတာကိုစီကန်းတွေအတူတူချမှတ်ပါည10 နာရီနောက်ပိုင်းဖုံးကိုဒီမှာထားမယ်ဆိုတာမျိုးသူ့အခန်းထဲကိုခောက်ပြီးမှဝင်ပါသူ့ရဲ့ privacy ကိုလေးစားကြောင်းပြပါတတိယနည်းကစိတ်ချရတဲ့သူဖြစ်ပါ be a safe person ကလေးအမားလုံးမိရင်အော်မဆူပါနဲ့ဘာဖြစ်လို့လဲလို့မေးပါကလေးကဘာပြောပြောအပြတ်မတင်မဲနားထောင်ပါသူပြောတဲ့အခါစိတ်ချရတယ်လို့ခံစားရမှသူ့ပြဿနာတွေကိုလာပြောပါလိမ့်မယ်ဒီနီလန်တွေကိုသုံးရင်ကလေးကမမေကိုရန်သူလို့မမြင်မဲမဟာမိတ်တယောက်လို့မြင်လာပါလိမ့်မယ်ခက်ခဲတဲ့အချိန်တွေမှာသူ့အကူအညီတောင်းခံရမှမေဖြစ်လာပါလိမ့်မယ်မေမေတို့ဒီတပတ်သားမိမိကိုတွားပြီးမင်းရဲ့ privacy ကိုမေလေးစားတယ်မင်းပြောချင်တဲ့အချိန်မှာမေနားထောင်ဖို့အမြဲဆင်သင့်ပဲလို့ပြောပါပြီးရင်သူ့တုံ့ပြန်ပုံလေးကိုဒီတပတ်ကျမကလေးနဲ့ပွန့်ပွန့်လင်းလင်းစကားပြောပြသွားတယ်လို့ comment မှာမျှဝေပေးပါအတူတူယုံကြည်ရတဲ့မိသားစုဖြစ်ကြရအောင်နေ့စဉ်9 မိနစ်စာကျမတို့နဲ့အတူလေ့လာပြီးကျမ်းမာပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်